တကယ်ဆိုမင်းမရှိဘဲနဲ့လဲကိုနေနိုင်တယ်ကိုမရှိဘဲနဲ့လဲမင်းနေနိုင်တယ်ချစ်ချင်းမြတ်တာဆိုတာမှားယွင်းတဲ့ရွေးချယ်မှုတွေတစ်ခုပြီးတစ်ခုပြုလုပ်ဖို့ပါပဲခံစားချက်တွေကတော့တကူကောင်းဆန်တဲ့အရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နေ့အလင်းရောင်ရှိတဲ့အချိန်အခါမှမြင်တွေ့ရတဲ့အရာအစင်းတစ်ခုလိုကိုတို့တစ်သက်လုံးမှာမှားယွင်းတဲ့အရာတွေကိုပဲလုပ်ခဲ့ကြပြီးပြီပဲမဟုတ်လားဘေးရမဆိုနောက်ဆုံးမှာစိုက်ကက်လာတဲ့ယထာတစင်းလို့မှတ်ယူထားကြပြီးပြီပဲမဟုတ်လားတကယ်ကတော့ဒီလိုမဟုတ်မှန်းမင်းလည်းသိရှိခဲ့ပြီးပါပြီကိုလည်းသိရှိခဲ့ပြီးပါပြီအခုအချိန်ထိကိုတို့အတူတကွာရှိခဲ့ကြတာညစဉ်ညတိုင်းတနစ်တာရဲ့ဖြစ်ပျက်သမျှအစုံလင်ကိုတယောက်ကိုတယောက်ပြန်လည်ပြောဆိုခဲ့ကြတာလေအံ့အားသင့်စရာပါလိုချင်နေတဲ့လိုအပ်နေတဲ့အရာတစ်ခုစီကမ်းလှည့်နိုင်တဲ့လက်တစုံကိုရိုးစီမှာရှိနေတယ်လို့ပဲပြောပါတော့ဆိုလိုချင်တာကဘဝဆိုတာအန္တရာယ်များတဲ့ဂိမ်းတစ်ခုဆိုတာနဲ့အရာရာတိုင်းဟာကိုတို့လက်လန်းမိနိုင်တဲ့နေရာမှာရှိမနေဘူးဆိုတာပါဒီလိုအခြေအနေမျိုးမှာတယောက်နဲ့တယောက်ဘသူကင်းမဲ့နေတဲ့အတွက်ကြောင့်ဘသူကမတည်ရှိနိုင်ဘူးလို့ပြောဆိုနေကြတာတွေကြားတယ်ကိုတို့ကစန့်ကျင်ဘက်ဖြစ်စွာအခုလိုတယောက်အနားမှာသာတယောက်ရှိနေကြတာကံကောင်းခြင်းလို့သာပြောကြပါစို့မိုးရဲ့